သူမြတ်ဒီဘက်ပြောပြမယ့်အကြောင်းအရာလုံးဝယောက်ျားလေးတွေအတွက်အသီးသန့် special ပေါ့နော်ယောက်ျားလေးမင်္ဂလာဆောင်တော့မယ့်အခါယောက်ျားလေးယူလက်ထပ်တော့မယ့်အခါပေါ့နော်မယူသင့်တဲ့မိန်းကလေးအမျိုးအစားတွေကိုသူမြတ်နေပြီးပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ရည်စားတာမဟုတ်ကိုယ့်ရဲ့ချစ်သူကောင်းမလေးကဒီအချက်တွေများရှိနေပြီလားဒီချက်တွေရှိလို့ရှိရင်အဆင်ပြေနိုင်မှာမလားပေါ့နော်ဒါမှမဟုတ်ကိုကလည်းဒီမျိုးမရှိသေးဘူးဆိုလို့ရှိရင်လည်းပေါ့နော်ကိုကလက်ထပ်မဲ့သူမရှိသေးဘူးဆိုလို့ရှိရင်လည်းဒီချက်လေးကြည့်ထားပါတော့ကဲနောက်တယောက်ရည်စားရလာတဲ့အခါမျိုးမှာဆိုလို့ရှိရင်ကိုတယောက်ကိုလက်ထပ်ဖို့ရွေးချယ်တဲ့အခါမှာဆိုလို့ရှိရင်ဒီအချက်လေးကိုကြည့်ပြီးတော့ကိုကစောင်းရန်ရှောင်းရန်လေးသိထားလို့ရတာပေါ့နော်အဲ့တော့သူမြတ်ပြောပြမယ့်အကြောင်းအရာလေးတွေကိုသိချင်လို့ရှိရင်တော့ဒီဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးပါချစ်ကြီးတို့ကကြအမျိုးတက်ကိုတူတူခိုးလုံးဖို့လက်တွဲပေါ်လေးတယောက်လိုအပ်နေရလေဒါအများစိတ်မပူနဲ့ယူမီအပ်မှာယူပါလေးနဲ့တော်ကီပြစ်လိုက်ရုံပေါ့ယူမီနှလုံးသားချင်းချိတ်ဆက်စို့နံပါတ်1ချက်ဘာလဲဆိုလို့ရှိရင်အတအရင်ကြည့်ရဲဂုံမောက်တဲ့မိန်းကလေးမျိုးပေါ့နော်တချို့ကြောက်ပေါ့နော်သူတို့လာတဲ့ background တိုင်းဝိုင်းအကြောင်းပဲဖြစ်ပေါ့နော်သူတို့ကငငယ်လေးတွေကအဲ့လိုသူတို့ပဲကြည့်ကြတာမျိုးလို့ဂုံမောက်တာမျိုးအဲ့လိုမျိုးတွေရှိနိုင်တယ်တူဦးဒီတော့သားသမီးတွေဆိုလို့ရှိရင်ဒါမျိုးလေးရှိနိုင်တယ်ပေါ့နော်သူတို့ကဟိုတယောက်တည်းပဲငငယ်လေးကကြီးပြင်းလာတဲ့ခါကျတော့တခြားသူတယောက်ဖက်ကိုမတွေးပဲနဲ့ကိုယ့်ဘက်ကိုပဲအမြဲတမ်းတွေးရပေါ့နော်ငါပဲလုံမှာငါပဲတော်တယ်ငါပဲတက်တယ်ဆိုပြီးတော့ဒီလိုမျိုးဂုံမောက်တာမျိုးပြီးလို့ရှိရင်ကိုယ့်ဘို့ပဲအမြဲကြည့်တာမျိုးပေါ့နော်ဒီလိုမျိုးကိုယ့်ဘို့ပဲအမြဲကြည့်တာမျိုးတွေကကိုယ့်အတွက်ကိုဆိုလို့ရှိရင်တော့သူ့အတွက်ဆိုရင်ကောင်းတယ်လေဟုတ်တယ်မလားဒါပေမဲ့ဒီလိုမျိုး2ယောက်လက်ထပ်တော့မယ်ဒီလိုမျိုး2ယောက်တူလုပ်တော့မယ်ယူတော့မယ်ဆိုလို့ရှိရင်ဗာဖြစ်တာဝန်တွေဒီလိုမျိုးခွဲဝေကြရမယ်ခါမျိုးတွေမှာဆိုလို့ရှိရင် तू ကသူ့ဘက်သူပဲကြည့်နေမယ်ဆိုလို့ရှိရင်ဒါဘလုံးမှအဆင်ပြေနိုင်ဘူးเนาะရေရှည်သွားရမယ်အခြေအနေမျိုးမှာဆိုလို့ရှိရင် तू ကအမြဲကိုယ့်ဘက်ရဲ့ခံစားချက်တွေပဲဖြစ်ကိုယ့်ရဲ့တခုခုပေါ့เนาะခံစားချက်ကအစအကုန်လုံးဘယ်အောင်မှ तू ကသူ့ဘက်သူပဲ तू ကောင်းမှုအတွက်ပဲ तू အမြဲစဉ်းစားတယ်သူ့အတွက် तू ပဲကြည့်တယ်တခြားသူရဲ့ခံစားချက်တွေကိုအလေးမထားဘူးဆိုလို့ရှိရင်ဒါကနည်းနည်းလေးပြဿနာဖြစ်နိုင်နေပေါ့နော်ဒါကြောင့်မို့လို့လူမျိုးအတရန်ကြီးတဲ့မိန်းကလေးမျိုးပေါ့နော်လူကတော့အတရှိရပေါ့နော်ဒါပေမဲ့ကိုယ့်ကိုပဲသူ့ဘက်ကိုပဲသူအမြဲကြည့်ပြီးတကိုးကောင်းဆန်လုံးနဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်ဒါကရှောင်တဲ့နဲ့ပြီးတော့အစိုးရအဆုံးကပြောမျိုးဂုံရမ်းမောက်တဲ့မိန်းကလေးမျိုးပေါ့နော်နင်ကဘာမှုလို့လဲနင်ကဘာလို့ငါ့ကိုပြန်ပြောရမှာလဲဒါမျိုးတွေမျိုးဂုံရမ်းမောက်တဲ့အတကြီးရဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်လည်းဒါရေရှည်မှာအဆင်ပြေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ရှောင်တဲ့မိန်းကလေးမျိုးဆိုင်မှာပါတယ်လို့ဆိုမြတ်ပြောချင်ပါတယ်အဲ့တော့အဲ့လိုဂုံမောက်တဲ့ဟာမျိုးမှာဆိုလို့ရှိရင်လည်းမျိုးရှိနိုင်တယ်ပေါ့နော်မိန်းကလေးဆိုလို့ရှိရင်လည်းအလားပါတချို့ကြောင့်အလားပါဂုံမောက်တာမျိုးဒါမှမဟုတ်သူ့ရဲ့ဟိုမိသားစုနောက်ခံ background ကအရန်တောင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်ဒါကိုပတ်သက်ပြီးတော့သူကအရန် proud ဖြစ်ပြီးတော့အမြင်ဂုံမောက်နေရမျိုးပြီးလို့ရှိရင်နောက်တစ်ခုသူ့ရဲ့သူ့ရဲ့တမူးဝမ်းကြောင်းသူ့ရဲ့ career သူ့ရဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးသူကအရန်အောင်မြင်တဲ့အခါမျိုးမှာသူကအရန်ဂုံမောက်တာမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်သူကကိုယ့်ကိုပေါ့နော်အမြင်ဒိုင်းနဲ့လိုက်ပြီးနှိုင်းရှင်နေနိုင်တယ်ပေါ့နော်ဟိုငါဒီမှာအရန်အောင်မြင်နေနေကငါလောက်မအောင်မြင်ဘူးပေါ့နင်ကငါလောက်အောင်မြင်ရလားပေါ့ဒါမှမဟုတ်ကိုသူ့ရဲ့ background အရင်ချမ်းသာရဆိုလို့ရှိရင်လည်းကိုနင်ရဲ့ background လောက်မတောက်ဘူးဆိုပြီးဒီမျိုးသူ့ရဲ့နှိုင်းရှင်နေတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီမျိုးဂုံမောက်တတ်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်ပြီးတော့အဆုံးအဆုံးမြပြောလို့ပဲအတကြီးရဲ့အမျိုးသမီးတွေဂုံမောက်တတ်တဲ့အမျိုးသမီးတွေဆိုလို့ရှိရင်လည်းဒါရှောင်တဲ့နယ်လို့ဆိုမြအကြံပေးချင်ပါတယ်နံပါတ်2ချက်ပါလဲဆိုရင်တော့ပစ္စည်းဥစ္စာတွေကိုအရန်မှတ်တဲ့မိန်းကလေးမျိုးပေါ့နော်ပစ္စည်းဥစ္စာတွေငွေကြေးတွေဒါမျိုးတွေကိုအရန်ကိုမှတ်တဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်လည်းဒါကိုမယူသင့်တဲ့မိန်းကလေးအမျိုးသားတွေမှာပါရဲပေါ့နော်သူတို့ကဟိုပြောရမလဲငွေအရန်ကြည့်တယ်ပြီးလို့ရှိရင်သူတို့ပစ္စည်းတွေဒါတွေအရန်ခုံမှတ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်သူတို့ကငွေကြေးကိုပဲအရင်မှတ်တဲ့ခါမျိုးမှာဆိုလို့ရှိရင်ဒါနောက်ပိုင်းကျရင်ပြဿနာဖြစ်လာနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဝင်ငွေက9ယောက်ျားဝင်ငွေကဘယ်လောက်ရလဲတို့အဲ့လိုမိန်းကလေးမျိုးရပါပေါ့နော်ကိုကလက်ဆောင်ပေးရဆိုရင်တော့မှ तू ကဒီလက်ဆောင်ရဲ့တန်ဖိုးကဘယ်လောက်ရှိမှလဲဒီလက်ဆောင်ကဘာလို့တန်ဖိုးနဲ့ရလေးပဲပေးရလဲစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေအမြဲစဉ်းစားပြီးတော့တွေးပြီးတော့ကိုလည်းအမြဲစိတ်ညစ်ရမှာပေါ့နော်ဒီငွေကြီးနဲ့ပတ်သက်လို့ရှိရင်ပြီးရဆိုရင်အဆုံးကပြောမျိုးဟို brand နေနောက်ဆုံးပေါ်ပစ္စည်းအသစ်တွေကိုမှ तू ကင်ချင်တာမျိုးတွေအဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒါကကိုကသူ့ကိုကောင်းမှုထောက်မှတ်ပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒါပြဿနာမရှိဘူးပဲเนาะကိုကပြဿနာမရှိဘူးပေါ့ဒါပေမဲ့ကိုကသူ့မပေးနိုင်ဘူးဆိုလို့ရှိရင် तू ကဟိုအဲ့လိုပန်တာမျိုးပူချီလောက်တာမျိုးတွေပြီးတော့ကိုကလည်းတကယ်စိတ်ညစ်ရတယ်လေဟုတ်တယ်မလားပြီးတော့ကိုကသူ့ကိုတကယ်ချစ်တဲ့အခါတကယ်ချစ်တယ်တကယ်ဟိုထောက်ပံ့ပေးခြင်းတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းကိုကသူ့မဖြည့်ဆည်းပေးနိုင်ဘူးဆိုပြီးတော့ကိုကဝမ်းနေရလိမ့်မယ်ပေါ့เนาะအဲ့တော့ပြီးတော့ဒီလိုမျိုး main ကလေးမျိုးတွေကဘာလဲဆိုလို့ရှိရင်သူတို့ကဟိုမျိုးမတွဲခင်နေရပေါ့နော်ဟိုဘာလုပ်လဲလာစားဘယ်လောက်ရလဲလို့ဟိုမိဘဟိုဘာလုပ်တာလဲပေါ့နော်ဒီမျိုးပေါ့နော်ဒီမျိုးမိကုန်းနေငွေချင်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေ तू အရန်ကိုလိုက်ပြီးတော့ဟိုမေးတတ်တယ်ပြီးတော့ငွေပစ္စည်းဥစ္စာတွေရမ်းမှတ်တဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်လည်းနောက်ပိုင်းကျလို့ရှိရင်ဟိုကိုဘယ်လိုပြောမလဲကိုယ့်ရဲ့ဟိုကိုထက်ပို့ပြီးတော့
တခြားတာတဲ့လူပေါ့ကိုထက်ပို့ပြီးတော့သူ့ကိုပစ္စည်းတွေပေးနိုင်တဲ့လူကိုထက်ပို့ပြီးတော့ပတ်စံချမ်းသာတဲ့လူမျိုးရှိတဲ့အခါမျိုးမှာဆိုလို့ရှိရင် तू ကဟိုလွယ်တကူပါသွားနိုင်တယ်ပေါ့နော် तू ကငွေရေးကြေးရေးတွေပစ္စည်းဥစ္စာတွေဒါကို तू ကလိုက်ပြီးနှိုင်းရှင်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်တခြားမိန်းမတွေတခြားရီးစားတွေပေါ့ဘယ်လိုပစ္စည်းတွေရလဲဘယ်လိုပစ္စည်းတွေသူများကောင်လေးကတော့သူများဘယ်လိုမျိုးတွေပေးတာစသဖြင့်ပေါ့လူမျိုးတွေအများနှိုင်းရှင်မျိုး तू ကသူများထက်တာချင်တာမျိုးပဲ तू လိုချင်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါလည်းနည်းလေးဒီနေ့တော့တော်တော်လေး short ရှိနိုင်တယ်ပေါ့နော်ကိုလည်းစိတ်ညစ်ရတယ်အဲကြောင့်မလို့လူမျိုးပစ္စည်းဥစ္စာရမ်းမတဲ့မိန်းကလေးမျိုးငွေရမ်းမတဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်လည်းငကိုတွေကဝေးဝေးရှောင်နေတယ်လို့သူများနေပြီးအကြံပေးချင်ပါတယ်နံပါတ်3ချက်ပါလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုကိုသူကလုံးဝ give စိုက်တဲ့လူမျိုးပေါ့နော်ကိုယ့်ရဲ့လူကြီးမိဘတွေကိုယ့်ရဲ့မိသားစုဒါမှမဟုတ်ကိုယ့်ရဲ့အပေါင်းအသင်းတွေကိုသူကလုံးဝဟိုပြပြမယ်တိတ်ရောနှောမနေဘူးဒေးသားမှုရှိရဲ့လူမိန်းကလေးမျိုးပေါ့နော်အခုမှလူကြီးမိဘကောင်လေးရဲ့လူကြီးမိဘတွေကဥပမာဟိုပြောပါဘောနော်ဥမာပတ်စံမရှိလို့ဆိုပြီးတော့သူ့ဘက်ကနေပြီးတော့ရောနှောမလုပ်ချင်တာမျိုးလို့ဟိုနှိမ်ချင်တာမျိုးပေါ့နော်စကားအပေါင်းဖက်စကားမပြောချင်တာမျိုးဒါမှမဟုတ်တချို့ကြောက်လည်းအဲ့လိုမျိုးမဟုတ်ဘူးလုံးဝလေးစားမှုရှိရမျိုးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လည်းနောက်ရေရှည်ကြလို့ရှိရင်ဒီတွဲကစားမှာဆိုတွဲစားဆိုကိစ္စမရှိဘူးပေါ့နော်နောက်ပိုင်း UV ဆိုလို့ရှိရင်ဒီမျိုးနှစ်ဖက်အပေါင်းအသင်းလောက်ရတဲ့အခါမျိုးမှာဆိုရှင်ဒါလည်းလုံးဝအဆင်မပြေဖြစ်နိုင်တယ်ပြီးလို့ရှိရင်သူ့ရဲ့လုပ်ရကြအောင်ပေါ့နော်ကိုကလည်းဂျားခံဖြစ်သွားနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့မိသားစုနဲ့ကိုယ့်ရဲ့အပေါင်းအသင်းနေနဲ့ပြီးတော့သူ့ဘက်နဲ့ပေါ့နော်ဒီမျိုးဂျားမှာရန်ဖြစ်ပြီးတော့ကိုကပဲစိတ်လျှော့ရတတ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကိုယ့်ရဲ့မိသားစုဘက်အပေါင်းအသင်းဘက်ကိုသူကတိတ်ပြီးတော့ဟို game site ဘူးလေးစားမှုမရှိဘူးလေးစားမှုရှိတာအဆိုးဆုံးပေါ့နော်လေးစားမှုမရှိဘူးဆိုလို့ရှိရင်လည်းဒါနောက်လက်ထပ်မယ်ဆိုလို့ရှိရင်ပြဿနာတက်နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမိန်းကလေးမျိုးလည်းရှောင်တင်တယ်ပြီးတော့နောက်ချက်ကဘာလဲဆိုလို့ရှိရင်တော့သူ့ရဲ့ကောင်မလေးကပေါ့နော်ကောင်မလေးကသူ့ရဲ့မိသားစုကိုတော့မှဟိုမကြည့်တတ်တဲ့မသိတတ်တဲ့မိန်းကလေးမျိုးပေါ့ဒါမျိုးဆိုလို့ဒါမျိုးမိန်းကလေးဆိုလို့ရှိရင်လည်းလုံးဝရှောင်တင်တယ်ဘာလို့ဆို तू ကသူ့ရဲ့ကိုယ်ပိုင်မိသားစုသူ့ရဲ့မိဘကိုတော့မှ तू ကမသိတတ်ဘူးလေးစားမှုမရှိဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့မိဘတွေဆိုလို့ရှိရင်တော့ तू ကပို့ဆိုးပေါ့နော်ဘာလို့ဆိုတော့သစိမ်းလေးဟုတ်တယ်မလားသစိမ်းဆိုတော့ပို့ပြီးတော့မှလေးစားမှုမရှိဘူးပို့ပြီးတော့မသိတတ်ဖြစ်မှာပဲပြီးတော့ तू အကယ်၍ तू နဲ့ကိုယ်နဲ့မိသားစုရှိလာတဲ့အခါမှာရော तू ကဟိုဘယ်လိုမျိုး तू မိဘတွေကို तू ကောင်းကောင်းမဆက်ဆိုင်ခဲ့တဲ့ကြောင့်မို့ तू သားသမီးရှိလာလို့ရှိရင်ရော तू ကမိဘကောင်းဖြစ်ပါမလားပေါ့နော်ဒါမျိုးစဉ်းစားစရာချက်တွေအများကြီးရှိရတဲ့ကြောင့်မလို့သူ့ရဲ့ဟိုသားသမီးကောင်းမဟုတ်ဘူးဆိုလို့ရှိရင်မိဘကောင်းလည်းဖြစ်နိုင်ဘူးပေါ့နော်အဲဒါကြောင့်မလို့ဒီမျိုးသူ့ရဲ့မိဘကိုတော့မှ तू မသိတတ်ဘူးသူ့ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့ तू ကတိတ်ပြီးစိတ်ဝင်စားမှုမရှိဘူးသူ့မိသားစုလည်းထောက်ပံ့မှုမရှိဘူးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဒါမကောင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်မကောင်းတဲ့အတွက်ဆိုတာဘယ်ပြောလဲမကောင်းတဲ့အချက်ဖြစ်တယ်ပေါ့နော်မကောင်းတဲ့အချက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမိန်းကလေးမျိုးဆိုလို့ရှိရင်လည်းလက်ထပ်ဖို့မသင့်ပါဘူးလို့သူများအကြံပေးချင်ပါတယ်နံပါတ်4ချက်ပါလဲဆိုရင်တော့ तू ကအရန်ကို psycho ဆန်နဲ့မိန်းကလေးမျိုးပေါ့နော်သူတို့ကဘယ်လိုမျိုးလဲဆိုလို့ရှိရင်တခုခုဆိုရင်တော့သူတို့ကအရန်ကိုတွေးတတ်တယ်အရန်ကိုတန်တရားတွေများတတ်တဲ့လူမျိုးကောင်မလေးမျိုးပေါ့နော်ကိုကဘာမှမရိုးသားပေါ့နော်ယောက်ျားလေးတငယ်ချင်းတွေအပေါင်းအသင်းတွေပေါ့ဘီယာတောက်မယ်လို့ပါလို့ဆိုရှင်တော့အဲ့ဒီမှာမိန်းကလေးတငယ်ချင်းတယောက်ပါတယ်မပါဘူးဆိုလို့ရှိရင်တော့ तू ကပါမလားနင်လိန်နေရမလားနင်ဘာလို့ငါဖုန်းဆက်တာလဲဟဲ့ခိုးရတာချက်ချင်းဖုန်းဆက်တော့လူမျိုးပေါ့နော်လူမျိုးလောက်တာမျိုးပြီးလို့ရှိရင်လည်းဟိုကိအိမ်ပြန်နောက်ကျရဆိုမှနင်ကဖောက်ပြန်နေရမလားငိုယိုပြီးတော့သိမလားအဲ့လိုအရန်နေ तू က तू တယောက်တည်းဟိုစိုက်ကိုတွေဖောက်ပြီးတော့ဗောနော်သူစဉ်းစားအတွေးတွေလုံပြီးတော့ကိုယ်အမြဲပြဿနာရှာနေရမျိုးဆိုလို့ရှိရင်လည်းဒါကဟိုရေရှည်ဆိုလို့ရှိရင်တော်တော်ကိုစိတ်ညစ်ရမှာဗောနော်ကိုကဒီလူနဲ့ဒီအိမ်ထဲနေပြီးတော့ရှင်ဒါတွေအမြဲနေ့စဉ်ဒီလိုမျိုးကြားနေရမယ်ဆိုလို့ရှိရင်လည်းဒါတော်တော်ကိုစိတ်ညစ်ယူသွားနိုင်တယ်ဗောနော်သူ့လိုမျိုးဖြစ်သွားနိုင်တယ်အဲ့တော့ဒီမျိုးပြဿနာရှာရတဲ့ဒီမျိုးခဏကိုအရန်ကိုစိုက်ကိုဖောက်တဲ့စိုက်ကိုအရန်ဆန်တဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်ဒါကိုကဟိုဘယ်ပြောမလဲဟိုကိုသူ့ကိုအမြဲတမ်းပဲလိုက်ပြီးတော့ရှင်းပြနေရမယ်လိုက်ချော့နေရမယ်လိုက်ပြီးတော့ဟိုရှင်းပြဆောင်းပြောလို့ရှင်းပြနေရမယ်ချော့နေရမယ်ဒါမျိုးတွေနဲ့ပဲအချိန်ကုန်ပြီးတော့ပြီးလို့ရှိရင်လည်းမဖြစ်တဲ့နဲ့ဘာမဟုတ်တဲ့ကိစ္စကိုတော့မှ तू ကလိုက်ပြီးတော့အတင်းတွေးတန်တရားတွေများကိုပေါ့မယုံကြည်ရတွေများနေလို့ဆိုလို့ရှိရင်လည်းဒါဟိုကိုအတွက်လည်းမကောင်းဘူးသူ့အတွက်လည်းမကောင်းဘူးပြီးလို့ရှိရင်လည်းကိုနဲ့သူနဲ့ဟိုစင်ပြေရှိနေရမယ်အချိန်ကနဲပြောเนาะအချိန်တို့မသိမမြတ်နဲ့တင်မလားဟာငိုသူကအရန်စိုက်ကိုဆန်းနေတင်မလားအရန်ငိုရတခုဘာမှမဟုတ်နေတာမှတင်မလားနည်းနည်းလေးမကြိုက်ဘူးเนาะအဲ့လိုမလုပ်နဲ့ဆိုရင်တော့မလေး तू ကငါ့ကိုပြောတယ်အဖြစ်ညာဖြစ်တယ်တင်မလားစိတ်ကြီးညစ်ဟာကြောင်လေးမှာသွားပြီးကတ်ငိုတာမျိုးတို့တငယ်ချင်းတွေဖုန်းဆက်စကားတွေပဲမပြောတာမျိုးတွေဒါမျိုးတွေလုပ်တတ်တယ်ဆိုလို့ရှိရင်လည်းဒါကဟိုအရန် extreme ဖြစ်တဲ့အဆင့်ရောက်သွားဆိုရှင်ကိုကအရန်ကိုသူ့ကိုကင်တွယ်ရတာအရန်လဲဟိုအချိန်အရန်လဲပေးရမယ်လူမျိုးရေးရှိလူမျိုးဖြစ်နေမယ်ဆိုလို့ရှင်လဲအဆင်မပြေတဲ့အတွက်ကြောင့်မလို့လူမျိုးအရန် psycho ဆန်တဲ့ main ကလေးမျိုးဆိုလို့ရှင်လဲဝဝကနေရှောင်းနေတယ်လို့သူမြန်နေပြီးအကြံပေးကြပါတယ်နံပါတ်5ချက်ကဘာလဲဆိုလို့ရှင်တော့အရန်ကိုရှေးရိုးဆန်တဲ့ main ကလေးမျိုးတွေပေါ့နော်ဟိုလုံးဝစာအုပ်ကြီးအတိုင်းပေါ့နော်ပြီးစာအုပ်ကြီးအတိုင်းလုပ်တတ်တဲ့တကယ်ကို
ရှေးရိုးဆန်တဲ့ main ကလေးမျိုးတွေပေါ့နော်အဲ့လို main ကလေးမျိုးတွေကကိုကိုဘယ်လိုမျိုးလုပ်မလဲဆိုရှင်ကိုတို့တွဲလာကြပြီဆိုရင်တော့သူကနေပြီးတော့ဟေးငါပုံဝင်းကျင်ကပြောနေပြီပုံဝင်းကျင်ရဲ့ပါဇက်ထဲမှာငါတတွေးကွက်ထဲမှာမျောနေပြီနင်ကမယူသေးဘူးလားဒါမှမဟုတ်တွဲလာကြပြီဖြစ်တော့ဘယ်လိုပြောတွဲလာကြပြီနင်ကဖြစ်သွားလို့မဖြစ်ဘူးနော်နင်ကယူမဖြစ်မှာမဟုတ်ရင်ငါနာမည်ပြတ်သွားလိမ့်မယ်လူမျိုးပေါ့သူ့ရဲ့အတွေ့အမှာပေါ့နော်ဒီမျိုးယောက်ျားတယောက်နဲ့တွဲပြီးဆိုရှင်ယူရမယ်ဆိုပြီးကိုအတင်းယူဖို့အတင်း pressure ပေးတာမျိုးတွေပြီးလို့ရှင်နောက်တစ်ခုကသူကဘယ်လိုပြောမလဲ main ကလေးဆိုလို့ရှင်ဗာလဲအလုံးမလုံးအောင်ပေါ့ပြင်ထွက်ပြီးစီးပွားရှာစရာမလိုဘူးယောက်ျားကပဲစီးပွားရှာပြီးတော့ယောက်ျားကပဲကျွေးရမယ် main ကလေးကဘယ်လိုပြော main ကလေးကကလေးပဲမွေးရမယ်အိမ်ကိစ္စလုပ်ရမယ်ယောက်ျားရုပ်စာကိုထိုင်စားရမယ်ယောက်ျားကိုအာကထားပြုရမယ်ပေါ့နော်အဲ့လိုမျိုးရန်ရှိဥဆန်တဲ့ main ကလေးမျိုးဆိုလို့ရှင်လည်းဒါကအဆင်မပြေနိုင်ဘူးပေါ့နော်အဲ့တော့ဒီဘက်ခေတ်မှာဆိုလို့ရှိရင်တော့ပို့ပြီးတော့စိုးတာပေါ့နော်လူမျိုးစာအုပ်ကြီးတိုင်းသွားနေတဲ့ရှေးဥဆန်တဲ့ main ကလေးမျိုးဆိုလို့ရှိရင်ဒါကအဆင်မပြေနိုင်ဘူးပို့ပြီးတော့နောက်တစ်ခုကတချို့ယောက်ျားလေးတွေကြတော့ပေါ့နော်လူမျိုးဟင်းချက်တာကောင်းတယ်အင်္ဂလိပ်စာလုပ်ပေးမယ်ကိုယ်ပတ်စံရှာမယ်ဟေးပေါ့ဒါမျိုးတွေသူကလူမျိုးသမီးဆိုရှင်ကြိုက်ကြရဲပေါ့နော်သူကကြိုက်ကြဒါပေမဲ့တကယ်ယူတဲ့ခါကြလို့ရှိရင်တော့ကိုနောက်ပိုင်းစီးပွားရေးလုပ်ပြီးဆိုလို့ရှိရင်ပေါ့နော်စီးပွားလုပ်ပြီးဆိုဒီအမျိုးသမီးကကိုယ့်ရဲ့မိန်းမကိုယ့်ကိုဘယ်လောက်ထိ support လုပ်ပေးနိုင်ပါလဲပေါ့တော့ support လုပ်မပေးနိုင်ဘူးကို decision တွေတခုအရေးကြီးဆုံးဖြတ်ချက်တွေချမယ်တိုင်မီမတ်ဆိုလို့ရှင်လဲ तू ကမရှိဘူးပေါ့နော် तू ရဲ့ तू စိတ်ထဲမှာရှိတာ तू ကဟင်းချက်မယ်အဝတ်လျှော်မယ်ကလေးတွေကြည့်မယ်ဒါပဲပေါ့နော်ယောက်ျားစီးပွားရှာသူ့ရဲ့အုံနောက်ထဲမှာဒါပဲရှိရတဲ့အတွက်ကြောင့်မို့ကိုကဘယ်လိုပြောရမလဲသူ့ကိုတိုင်မီဘတ်အနေနဲ့မရဘူးကိုယ့်ရဲ့အလုပ်အတွက် supportive မဖြစ်ဘူးအဲ့တော့မိသားစုဖြစ်လာပြီးယူကူကကလေးတွေရလာပြီဆိုလို့ရှိရင်လည်း तू ကသူ့ရဲ့ကလေးတွေကိုပညာရေးရတော့လကားဒါမှမဟုတ် तू ကစံပြမိဘစံပြမင်းကလေးအမျိုးသမီးတယောက်အနေနဲ့ तू နေပြီးနိုင်မှာမဟုတ်ပေါ့နော်ဒီမျိုးဆိုလို့ရှိရင်ဒါနောက်ပိုင်းကျလို့ရှိရင်ပြဿနာတွေတက်လာနိုင်တယ်ပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုကအဲ့တော့အရင်တော့ပေါ့နော်ဟင်းချက်ကောင်းတဲ့မိန်းမကဘာဖြစ်နေညာဖြစ်တဲ့သူဒါမျိုးသဘောကျပြီးတော့ကြိုက်ပေမဲ့ဒါပေမဲ့ဒီမျိုးနောက်ပိုင်းမှာဆိုလို့ရှိရင် तू ကကိုကိုလိုက်ပြီး support မလုပ်ပေးနေတဲ့ခါမျိုးမှာသူ့ရဲ့အရန်ရှိရိုးဆန်တဲ့ဟာမျိုးတွေနဲ့ပဲနေနေတဲ့ခါကျလို့ရှိရင်ကိုကနေပြီးတော့ခက်တုံးမိန်းမကြီးဆိုပြီးတော့ပေါ့နော်ကိုစိတ်ထဲမှာထင်လာနိုင်တယ်ပေါ့နော်အဲ့ခါကျရင်တော့အရန်အချိန်နှောင်းသွားပြီပေါ့နော်ကြာကြာနောက်ပိုင်းကျလို့ရှိရင်ကိုရီးယားကားတွေကလို့ပေါ့နော် small လေးနဲ့ဖောက်ပြန်တာမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ကြရင်ကိုလည်းမကောင်းနေအဲ့တကြောင်မို့လို့မျိုးအရင်ရှိရဆန်တဲ့ main ကလေးမျိုးအရင်ခင်းနောက်ပြန်ဆွဲတဲ့ main ကလေးမျိုးဆိုရှင်လဲဒါဝေးကနေပြီးတော့ရှောင်းတင်တယ်လို့သူမြင်နေပြီးတော့အကြံပေးချင်ပါတယ်နံပါတ်6ချက်ကဘာလဲဆိုရင်တော့စကားရှုပ်တဲ့ main ကလေးမျိုးပေါ့နော်အဲ့လို main ကလေးမျိုးပုံစံတွေကဘယ်လိုမျိုးလဲဆိုရင်သူတို့ကအရန်ကိုအပေါ်ရံမှာဆိုရင်အရန်ကိုချိုးသားတယ်လူတိုင်းကိုချစ်တယ်သူတို့ကသူ့တော်ကောင်းပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြီးလို့ရှိရင်စကားကိုပေါ့နော်ရှေ့တစ်မျိုးနောက်တစ်မျိုးပေါ့နော်ဒီလူရှိမှဆိုတော့ဟာသူကအရန်ကောင်းတယ်ချိုးသားရပေါ့နော်ဟဲ့အမရေလှလိုက်တာပေါ့အမချက်ပေးတဲ့ဟင်းလေးကအရန်ကောင်းတာပဲဒါမှမဟုတ်သူ့ရဲ့မိသားစုနဲ့ပတ်သက်ပြီးတခုအမြဲချူသားပြောရဲဒါပေမဲ့နောက်ထပ်တယောက်ရှိမှဆိုလို့ရှိရင်တော့သူကတခြားစကားပြောရပေါ့နော်စကားကိုရှေ့တစ်မျိုးနောက်တစ်မျိုးပြောရပြီးရှင်စကားတစ်ခုကိုဟိုရောက်ဒီရောက်ဟိုပို့ဒီပို့အရင်လှုပ်တတ်တဲ့အမျိုးသမီးမျိုးတွေပေါ့နော်ဒီမျိုးမိန်းကလေးတွေကသူကရီးစားပွားမှာတဲ့ဒီမျိုးလှုပ်တတ်တဲ့အချင်းရှိပြီလို့ရှိရင်ဒါနည်းနည်းလေးသတိထားပေါ့နော်ပလီပလာလှုပ်တတ်တဲ့စကားတွေရှုပ်လှုပ်တတ်တဲ့မိန်းကလေးမျိုးဆိုလို့ရှိရင်လည်းရှောင်နေပါတယ်နံပါတ်9အမျိုးသမီးအမျိုးအစားကပါလေဆိုရင်တော့အဲ့ဒါဆိုရင်တော့အပေါက်ကျန်းအာကျန်းဂျမ်းပုံတတိုက်ပေါ့နော်တချို့အမျိုးမိန်းကလေးတွေကပေါ့နော်တချို့မိန်းကလေးတွေကသူကမယူခင်ကတော့ကိစ္စမရှိဘူးပေါ့နော်ယူပြီးပါလို့ရှိရင်သူကယောက်ျားပေါ်မှာပေါ့နော်သူကနည်းနည်းအပေါက်ဆိုးတတ်ကြရပေါ့နော်အာကျန်းရှာကျန်းနေပြောတတ်ကြတယ်လူမျိုးရန်ဖြစ်မှစိတ်ဆိုးဒေါသဖြစ်မှမဟုတ်ဘူးသူတို့ကစကားကိုအကောင်းကိုမပြောတာပေါ့နော်စကားကိုကောင်းချူသာပြောလို့ရရတဲ့နဲ့သူတို့ကမပြောဘူးလို့အော်ကြီးဖြစ်ကျဲပြောတတ်တာမျိုးလို့သူတို့ကပေါ့နော်လူကြားထဲမှာဆိုလို့ရှိရင်လည်းစကားကိုကျယ်ကြီးပြောတာမျိုးပြီးလို့ရှိရင်သူတို့ကရန်ဖြစ်ဖို့ဆဲဖို့ပါဇက်ကပေါ့နော်အပေါက်ကျန်းမှုသူတို့ကဝင်မလေးပေါ့နော်ကိုယ့်ရဲ့ယောက်ျားကိုလည်းလူပုံလဲမှာသိရမလားအာကျန်းရှာကျန်းနဲ့စကားရင်ပြောလို့လည်းသူတို့ကဝင်မလေးပေါ့နော်ဒီလိုမျိုးဆိုလို့ရှိရင်လည်းကိုကလည်းယောက်ျားတစ်ယောက်ဖြစ်တဲ့ကြောင့်မလို့ပေါ့နော်ကိုကလည်းအရှိတ်ရနိုင်တယ်ပေါ့နော်ဒီလိုမျိုးမိန်းမတစ်ယောက်ကကိုကိုလူကြားထဲမှာဒီလိုမျိုးအော်ဟစ်ပြီးတော့ဆဲဆိုပြောဆိုနေဆိုရှင်ကိုကအများကြီးအဆက်ကွဲနိုင်တယ်ပြီးလို့ရှိရင် तू ကကိုနဲ့အိမ်မှာနေပြီဆိုရင်တော့မှ तू ကအော်ကြီးဖြစ်ကျင်နေတယ်မှာတခြားလူတွေကြားအောင်အော်ဟစ်ပြီးတော့ပြောတတ်တာမျိုးအမဟုတ်အော်တမင်ပေါ့နော်တခြားလူတွေကြားပါစေရွေးချက်မရှိရင်တော့မှ तू ကနဲ့ तू တယောက်တည်းတင်မှာကိုယောက်ျားကိုအော်ဟစ်ဆဲဆိုကျိန်းမောင်းပြီးအမြဲချူသားဘယ်တော့မှမပြောဘဲနဲ့နှုတ်ကျန်းအာကျန်းပြောတတ်တဲ့ main ကလေးမျိုးဆိုလို့ရှိရင်ဒါလုံးဝရှောင်နေတယ်ဟုတ်တယ်မလားဘာလို့ဆိုတော့အဆုံးကပြောလို့ပဲကိုအများကြီးအဆက်ကွဲရနိုင်တယ်ပေါ့နော်ဥပမာကိုရဲ့တငယ်ချင်းအပေါင်းအသင်းတွေမိတ်ဆွေတွေကြားမှာဆိုလို့ရှိရင်ကိုကမျက်နှာငယ်ရနိုင်တယ်ဒါကြောင့်မလို့ဒီလိုမျိုးပါဇက်ကျန်းတဲ့အမျိုးသမီးမျိုးဆိုလို့ရှိရင်ကိုကဝေးရနေရှောင်နေတယ်လို့သူမြင်နေပြီးတော့ကြံပေးကြပါတယ်န
အဲ့တော့ဒီတစ်ပတ်စုမြတ်ပြပြခဲ့တဲ့အချက်လေးကဘာလဲဆိုလို့ရှိရင်တော့ယောက်ျားလေးအနေနဲ့ပေါ့နော်မယူသင့်တဲ့လက်မထက်သင့်တဲ့မိန်းကလေးအမျိုးအစား9မျိုးပြပြပြီးသားဖြစ်တာပေါ့နော်အစတော့စုမြတ်နည်းနည်းရေးထားတာဒါမဲ့လည်းတဖြည်းဖြည်းကင်မရာမန်ကိုဝီရဲ့အကူအညီနဲ့ပေါ့နော်အချက်တွေကတဖြည်းဖြည်းနဲ့တိုးသွားပြီပေါ့နော်အဲ့ကြောင့်လူမျိုးပေါ့နော်လူမျိုးအချက်တွေများနေလို့ပေါ့နော်တချို့တွေကမိန်းမမယူရဘဲနဲ့ယောက်ျားတွေအချင်းချင်းယူသွားကြရလားဆိုပြီးတော့မှပြောနေသေးတယ်ပေါ့နော်ဒီယောက်ျားတွေအချင်းချင်းယူဖို့စဉ်းစားထားကြလားဒါမှမဟုတ်မိန်းမယူဖို့စဉ်းစားထားကြလားโอเคဟိုတော့လူတိုင်းတော့မပြည့်စုံဘူးပေါ့နော်ဒီမျိုးပြစ်ချက်လေးတော့ရှိနိုင်တယ်အဲ့တော့ဒီအချက်တွေတော်တော်များများမပါဘူးဆိုလို့ရှိရင်တော့မှဒါတော်တော်လေးကိုကန်ကောင်းနေပြီပြောရပါပေါ့နော်ကိုယ့်ရဲ့ချစ်သူကိုမစွန့်ပြစ်လိုက်ပါနဲ့လို့အားနေချက်လူတိုင်းမှာတော့အားနေချက်အားတာချက်တော့ရှိရပဲပေါ့နော်အဲ့တော့ဒီပြောစွန့်ပြစ်ပြတဲ့အကြောင်းအရာစွန့်ပြစ်ပြောလို့ပဲစွန့်ပြစ်ပြတဲ့အကြောင်းအရာတွေမှာအချက်တွေမပါလို့နှုတ်ချမ်းဆန်းချမ်းအငင်းနေမဟုတ်ဘူးဆိုလို့ရှိရင်တော့မှဒါတော်တော်လေးကိုကန်ကောင်းနေပြီလို့ပြောလို့ရတယ်ပြီးလို့ရှိရင်လည်းကိုဒီထဲမှာမှအချက်လေးတစ်ချက်နှစ်ချက်ပါနေတယ်ဒါမှမဟုတ်ကိုကလည်းအဲ့ဒါကိုလက်ခံနိုင်နေဆိုလို့ရှိရင်တော့မှဒါကအဆင်ပြေလို့ပြောလို့ရပါဘောเนาะအဲ့ဒါတော့ကိုယ့်ဘောပဲမူတည်ပါတယ်ပြီးတော့ဒီချက်တွေပါနေလို့ဆိုပြီးတော့လည်းအောက်ကနေမန်းရှင်းခေါ်ပြီးတော့နင်းနဲ့ငါပြက်ပြီးပါလေလာပြီးတော့မလုပ်ကြပါနဲ့လို့သူမြောက်လာပြီးတော့မတက်ကြနဲ့เนาะကိုယ့်ကိုယ်ပဲချင်းချင်းနှစ်ယောက်တည်းတက်ကြပါလို့သူမြောက်ပြောချင်ပါတယ် ယူမီနှလုံးသားချင်းချိတ်ဆက်စို့